ကဲအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့ညနေ4:30ဈေးကွက်လေးရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ညနေအတွက်ကိုကျွန်တော်တကောက်ကောင်းပဲရှာထားတယ်ကျွန်တော်ပေါ့ရင်ဆန်မယ်မပေါ့ရင်ခံမယ်ပေါ့နော်တကောက်ကောင်းလေးကျွန်တော်နောက်လိုက်ရတာကြောင့်မရှိဘူးဒါဆိုရင်ကျွန်တော်လူရင်းတူရှင်လေးတွက်ဆိုင်လေးကိုရှင်းပြမယ်ပြီးရင်ကျွန်တော်တို့အော်ကောတကောက်ကောင်းလေးညနေကိုကျွန်တော်တို့အပိုင်သိမ်းပြီပေါ့နော်ဒါဆိုရင်ကျွန်တော်အမြန်ဆုံးရှင်းပြလိုက်မယ်ဆိုင်လေးကတော့ရမ်းလာတယ်ထိပ်ရောပိတ်ရောပေါ့နော်ပြီးလာတာ၄ပင်မြောက်ကျွန်တော်တို့ဆက်ပြီးမယ်ဆိုရင်ကျွန်တော်တို့ယူမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ရှင်းပြမယ်9ရဲ့3ညရဲ့နှလုံးပေါင်းချင်းဒီ9ပြီးတော့ရှောက်ဒီရှောက်ဒီအပိတ်ရှောက်ဒီအပိတ်မှာခွန်ရှောက်ဆိုပြီးတော့ရှောက်ပိတ်နေရိုက်တယ်နောက်တစ်ပြင်မှာလိုက်တယ်မယ်9ရဲ့9ရဲ့နှလုံးပေါင်းချင်းဒီ4ပြီးတော့9ဒီ9ဒီအပိတ်9ဒီအပိတ်မှာ35ဆိုပြီးတော့35ဆိုပြီးတော့ရိုက်တယ်အောက်ပြင်မှာလည်းအတိုင်းပဲဒီမှာ9ရဲ့ခွန်ရဲ့နှလုံးပေါင်းချင်းရှောက်ပြီးတော့ခွန်ဒီအပိတ်ဒီမှာခွန်ဆိုပြီးတော့ခွန်ပိတ်နေရိုက်တယ်ဒီနောက်တစ်ပြင်မှာလည်းကျွန်တော်ဆက်ပြီးပေးမယ်ဆိုရင်3ရဲ့5ရဲ့နှလုံးပေါင်းချင်းဒီ8ပြီးတော့9ဒီအပိတ်ညနေကိုဒီနေ့ညနေကျွန်တော်ပြီးမယ်ဆိုရင်9အပိတ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ထိပ်သီးဆိုင်လေးကိုကျွန်တော်ထပ်ပြီးတော့ရှင်းပြမယ်ဒီနှလုံးပေါင်းချင်း9ရဲ့ခွန်ရဲ့နှလုံးပေါင်းချင်းဒီ2ရဲ့ပတ်ပါဒီခွန်ဒီထိပ်အဲဒီမှာခွန်ရှောက်ဆိုပြီးတော့တက်ရိုက်တယ်ဒီအောက်မှာအတိုင်းပဲ1ရဲ့ခွန်ရဲ့နှလုံးပေါင်းချင်းဒီ8ရဲ့ပတ်ပါ3ဒီထိပ်3ထိပ်ဒီမှာ35ဆိုပြီးရိုက်တယ်အဲဒီမှာဆက်ပြီးတော့ပြီးမယ်ဆိုရင်3ရဲ့9ရဲ့နှလုံးပေါင်းချင်းဒီ2ရဲ့ပတ်ပါဒီခွန်ဒီထိပ်ဒီမှာခွန်ဆိုပြီးတော့ရိုက်တယ်အကယ်ကျွန်တော်ဒီအောက်ကပင်မှာလည်းကြာတာပြီးဒီမှာဆက်ပြီးပြီးမယ်ဆိုရင်2ရဲ့4ရဲ့နှလုံးပေါင်းချင်းဒီ6ရဲ့ပတ်ပါဒီ1ထိပ်ညနေကိုလာမယ်ဆိုရင်1ထိပ်အဲဆိုတော့1ထိပ်ရဲ့ကျွန်တော်6ပိတ်ရဲ့ကျွန်တော်ညနေကို1ထိပ်6ပိတ်ဆိုပြီးတော့1 9တစ်ခွက်တည်းကျွန်တော်အောရုံပဲပြီးတော့ထပ်ပြီးတော့ရှိရကျွန်တော်ဒီမှာခွန်ထိပ်6ပိတ်ခွန်6တစ်ခွက်တည်းရိုက်တယ်3ထိပ်5ပိတ်3 5တစ်ခွက်တည်းရိုက်တယ်ဒီမှာခွန်ထိပ်ဒီမှာခွန်ပိတ်ဒီမှာခွန်ဆိုပြီးတော့အပူရိုက်တယ်ဒီတော့ကျွန်တော်ရခဲ့တယ်ပေါ့နော်အဲဒါကျွန်တော်ဒီပြင်မှာလည်းကျွန်တော်ဆက်ပြီးရမယ်ဆိုရင်1ထိပ်6ပိတ်ညနေကိုကျွန်တော်ဆက်ပြီးကန်ကောင်းမယ်ဆိုရင်1ထိပ်6ပိတ်နဲ့1 9တစ်ခွက်တည်းပဲပေါ့နော်ဒါဆိုရင်အော်ကောလီဘက်ကိုသွားမယ်ညနေစီကွက်ကိုကျွန်တော်6ပိုင်းတက်ပိုင်းဝိုင်းချင်းပေးထားတယ်6ပိုင်းတက်ပိုင်းအထိကစားအဲ့တော့မှပထမဆုံး main အော်ကောအနေနဲ့1 9အော်ဒုတိယအနေနဲ့2 9ရန်တာပေါ့နော်2 9ဒုတိယအနေနဲ့2 9ထိုးညနေကိုနောက်ကွက်ထဲပဲတကွက်ကောင်းကတော့1 9 main တဲ့အော်ဒုတိယအနေနဲ့2 9အော်ပတ်တီးအနေနဲ့9ပတ်တီးဒါဆိုရင်ကျွန်တော်ညနေကိုကျွန်တော်အကောင်းဆုံးတော့ကောင်းနေပဲကျွန်တော်ရှာပြလိုက်တယ်ဒီနေကုန်ဆိုင်လေးကတော့ဒါလေးတော့ကျွန်တော်မဖြစ်မနေပါတော့မနက်ကတော့3ည1နှစ်ဆိုပြီးတော့3ညအခွေထွက်သွားတယ်ဒီ3ညတစ်လုံးဆွဲသွားတယ်ပေါ့နော်အကေးညနေကိုဆက်ပြီးတော့ပြီးမလာတော့မသိဘူးအဲဒါဆိုကျွန်တော်ဒီကောင်လေးတော့ညနေတော့ဆက်ပြီးထိုးပေါ့နော်နှစ်1ရဲ့3ည1ရဲ့3ည2ရဲ့ဆိုပြီးဒီကောင်ကနေကုန်အခွေလိုက်စိုက်လေးပြီးတာမနက်ကလည်းခီးမပြတ်ဘူးညနေကိုဆက်ပြီးပြီးမယ်ဆိုရင်တော့1နှစ်တစ်ခွက်သေးပဲအဲ့တော့မှအရင်အနေနဲ့ဒီ3ခွက်လုံးမထိုးပေါ့နော်ဒီ3ခွက်လုံးမဖြစ်မနေဆက်ပြီးထိုးတာပါညနေကိုကန်ကောင်းလေးဆိုရင်ပေါအောင်ပြီပေါ့နော်အဲဆိုကျွန်တော်ရဲ့ညနေကလေးကတော့ကျွန်တော်တို့2ခွက်တည်းပဲဟိုကတော့နေကုန်ဆိုင်လေးပေါ့နော်ဒါလေးကတော့2ခွက်တည်းပဲဒါဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးသတ်ပြီပေါ့နော်အားလုံးပဲချန်နေတဲ့ကိုမာများ like and subscribe လေးလုပ်ပေးတာကိုကျွန်တော်မြတ်တာရခံပါတယ် Facebook ကကိုမာများလည်း like and follower လေးနဲ့ share လို့ရရဆိုရင် share လေးပါလုပ်ပေးတာပါ like and follower လေးနဲ့ကူညီပေးတာကိုကျွန်တော်မြတ်တာရခံပါတယ်ဒါဆိုရင်ကျွန်တော်တို့ညနေမှာကံကောင်းကြီးများတဲ့ကြုံပါသေးလို့ကျွန်တော်စုမကောင်းတောင်းရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးသတ်လိုက်ပြီပေါ့နော်အားလုံးပဲညနေမှာကံကောင်းကြပါစေ bye bye